မြတ်စွာဘုရားဟာဖျားမဖြစ်မီနောက်ဆုံးဘဝ10ဘဝမှာပါရမီ10ပါးကိုဖြည့်ဆည်းခဲ့ပါတယ်။အဲ့ဒီပါရမီ10ပါးကိုအဓိကအားဖြင့်ဖြည့်ဆည်းခဲ့တဲ့နောက်ဆုံးဘဝ10ဘဝကိုဇက်ကြီး10ဘွဲလို့လည်းခေါ်ပါတယ်။ဇက်ကြီး10ဘွဲကိုတေဇသူနေမဘူဆန္နာဝိဝေဆိုပြီးတော့အတူကောက်အသုံးနှုန်းနဲ့မှတ်သားလေးရှိပါတယ်။ဒီနေ့မှာတော့ဇက်ကြီး10ဘွဲတွေကတေမိဇက်ကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်။တရံရောအခါကဗာရာဏသီပြည်မှာကာတိကရစ်မင်းကြီးမင်းပြုခဲ့ပါတယ်။အဲ့ဒီမင်းမှာမိဖုရားပေါင်းများစွာရှိတဲ့အနက်မိဖုရားခေါင်းကြီးကတော့စန္ဒာဒေဝီလို့အမည်ရှိပါတယ်။မင်းကြီးမှာမိဖုရားများစွာရှိပေမဲ့လည်းအခြားမိဖုရားတွေမှာသာသမီယေရနာမထွန်းကားပဲနဲ့မိဖုရားကြီးစန္ဒာဒေဝီမှာသာသားတော်တစ်ပါးထွန်းကားခဲ့ပါတယ်။မင်းကြီးဟာသားတော်လေးကိုအလွန်ချစ်မြတ်နိုးတဲ့အတွက်ကြောင့်မိဖုရားကြီးကိုသားတော်လေးအတွက်အလိုရှိသောဆုကိုတောင်းပါလို့ဆိုပါတယ်။မိဖုရားကြီးကသားတော်ကြီးပြင်းလာတဲ့အခါမှသာအရှင်မင်းကြီးပေးသောဆုကိုတောင်းပါမည်ဟုဖြေကြားပါတယ်။မင်းကြီးဟာသားတော်ကိုတေမိယလို့နာမည်ပေးပါတယ်။တေမိယတလသားအရွယ်ကိုရောက်တဲ့အခါမှာမင်းကြီးဟာသားတော်ကိုရင်ခွင်တွင်ထားပြီးတော့တရားစီရင်ပါတယ်။တရားစီရင်တဲ့အခါမှာခိုးသူတယောက်ကိုစူးရှိသောကျင့်ချင်းအချက်1000ရိုက်စီပါတယ်။တယောက်ကိုတော့တန်ချေချင်းခတ်ပြီးထောင်သွင်းချထားစေပါတယ်။တယောက်ကိုတော့လှန်ဖြင့်ထိုးသက်စေပါတယ်။ကြံတယောက်ကိုတော့တန်လျင်ချိုးပြီးသက်စေပါတယ်။အဲ့ဒီလိုစီရင်တာကိုတေမိမင်းသားကြားသိတဲ့အခါမှာလွန်စွာထိတ်လန့်သွားခဲ့ပါတယ်။တေမိမင်းသားဟာရှေးဘဝကဗာယာဏသီပြည်၌ပဲဘုရင်ဖြစ်ခဲ့ပူပါတယ်။နှစ်ပေါင်း20တိုင်မင်းပြုပြီးတဲ့နောက်မှာစုတည်တဲ့အခါမှာငရဲမှာအနှစ်8000ခံခဲ့ရပါတယ်။တေမိယမင်းသားလေးဟာအဲ့ဒီလိုခံခဲ့ရတာကိုညံထူးဖြင့်ပြန်လည်ဆင်ခြင်မိတဲ့အတွက်ကြောင့်ဘုရင်လောက်ရမှာကိုအလွန်မဲကြောက်ရွံ့နေခဲ့ပါတယ်။အဲ့ဒီခါမှာရှေးဘဝဟောင်းတစ်ခုကအမိတော်ခဲ့ဘူးတဲ့ထီဖြူဆောင်နှစ်သမီးကမင်းသားလေးရဲ့ပူပန်မှုကိုသိသွားပါတယ်။အဲ့ဒါကြောင့်ဘုရင်မလုပ်လိုပါကစွန့်အားနာပင်ဟန်ဆောင်နေဖို့အတွက်အကြံပေးပါတယ်။မင်းသားလေးလည်းပဲနတ်သမီးအကြံပေးတဲ့အတိုင်းပြုမှုနေထိုင်ပါတယ်။အဲ့ဒီအကြောင်းကိုမင်းကြီးကြားသိတဲ့အခါမှာအမတ်တွေနဲ့တိုင်ပင်ပြီးတော့နီးမျိုးမျိုးနဲ့စမ်းသပ်ကြပါတယ်။တစ်နှစ်သားအရွယ်မှာမုတ်ဖြင့်စမ်းသပ်ပါတယ်။နှစ်နှစ်သားအရွယ်မှာတစ်သီးဖြင့်စမ်းသပ်ပါတယ်။သုံးနှစ်သားအရွယ်မှာကစားစရာအယုံများဖြင့်စမ်းသပ်ပါတယ်။လေးနှစ်သားအရွယ်တွင်သမင်းဟင်းလျာဖြင့်စမ်းသပ်ပါတယ်။9နှစ်သားအရွယ်တွင်ကြောက်ရွံ့ပွဲမီးရှို့၍စမ်းသပ်ပါတယ်။6နှစ်သားအရွယ်တွင်စင်ကိုလွှတ်၍စမ်းသပ်ပါတယ်။9နှစ်သားအရွယ်တွင်မွေကိုလွှတ်၍စမ်းသပ်ပါတယ်။10နှစ်သားအရွယ်တွင်ပွဲသပင်ပြ၍စမ်းသပ်ပါတယ်။9နှစ်သားအရွယ်တွင်တန်လျက်ဖြင့်ခုံမြီဟန်ပြုပြီးစမ်းသပ်ပါတယ်။10နှစ်သားအရွယ်တွင်နာပင်ချင်းဟုတ်မဟုတ်သိဖို့အတွက်ခယူသင်းမှုတ်၍စမ်းသပ်ပါတယ်။17နှစ်သားအရွယ်တွင်စီတီး၍စမ်းသပ်ပါတယ်။12နှစ်သားအရွယ်မှာစီမီရောင်ကိုပြသပြီးမင်းသားငယ်ရဲ့ထူးခြားမှုရှိမရှိကိုစမ်းသပ်ပါတယ်။13နှစ်သားအရွယ်မှာမင်းသားရဲ့ကိုယ်ကိုတင်လဲရည်ကိုတုပ်လိမ့်ပြီးမှတ်ချင်များကြိုက်စီကစမ်းသပ်ပါတယ်။14နှစ်သားအရွယ်မှာကျင်ကြီးကျင်ငယ်အလူလူဖြင့်မတန့်ရှင်းစေပဲထား၍စမ်းသပ်ပါတယ်။15နှစ်သားအရွယ်မှာတော့မိကြီးစားဖြင့်တကူလုံးပူလောင်အောင်ပြုပြီးစမ်းသပ်ပါတယ်။16နှစ်သားအရွယ်မှာလှပသောမိမပြိုလေးများ၏မြှူဆွဲမှုဖြင့်စမ်းသပ်ပါတယ်။အဲဒီလိုအမျိုးမျိုးစမ်းသပ်ပေမဲ့လည်းမင်းသားကတော့စိတ်မဝင်စားမမှုမตายာမတုံလုံးမကြောက်ရွံ့စွန့်အားရောင်ဆောင်မြဲဆောင်ရွက်တာနေပါတယ်။အဲဒီခါမှာမင်းကြီးအခါတော်ပေးပုံနာများကမင်းသားကိုအရှင်ထား၍မသိမ့်ပေဘူး။တုတ်တန်၌အရှင်လက်လက်မြေမြုပ်တက်ရမယ်။အဲဒီလိုမပြုပါကမင်းကြီးရဲ့အသက်ဘေးနဲ့ထီးနှံစီစိန်တို့ပျက်စီးလိမ့်မယ်ဆိုပြီးရှောက်တင်ကြပါတယ်။မင်းကြီးလည်းပုံနာတို့အကြံကိုနာယူပြီးမင်းသားကိုတတ်ဖို့အတွက်စီစဉ်ပါတယ်။အဲဒီအခါစန္ဒာဒေဝီမီဒီယာကမင်းကြီးအားသားတော်ဖွားမြင်စားကပေးသောစုကိုအခုပေးတော်မူပါဆိုပြီးရှောက်တင်ပါတယ်။မင်းကြီးကလိုသောစုကိုယူလောဟုဆိုပါတယ်။အဲဒီအခါမှာမီဒီယာကြီးကသားတော်အားမင်းဖြစ်ကိုပေးပါလောဟုဆိုပါတယ်။အဲဒီခါမင်းကြီးကတင်သားဟာထိနှံ့နဲ့မတန်တဲ့အတွက်ကြောင့်တတ်ဖို့ပဲစီမံနေပြီဆိုပြီးဆိုပါတယ်။မိဖုရားကလည်းအလျှော်မပေးပဲတောင်းဆိုတဲ့အခါမှာနောက်ဆုံးမှာမင်းကြီးကမတတ်မီ9ရက်မြသောမင်းဖြစ်ကိုပေးမယ်လို့ဆိုပါတယ်
အဲ့ဒီလိုခွင့်ရတဲ့အခါမှာမိဖုရားကြီးဟာသားတော်တင်မိမင်းသားကိုမင်းမြောက်တန်စာ၅ပါးဆင်ရင်ပေးကမင်းဖြစ်တင်မြှောက်ပါတယ်။အဲ့ဒီနောက်မိဖုရားကြီးကသားတော်အားချစ်သားမေတော်သည်ချစ်သားအတွက်16နှစ်တိုင်တိုင်ပူဆွေးခဲ့ရပါတယ်။ချစ်သားဟာစွန့်အားနားပင်းသူမဟုတ်ကြောင်းမေတော်သိပါတယ်။ဟန်ဆောင်မနေပါနဲ့တော့ဟုမင်းသားအားစကားဆိုစီရန်ချော့မော့တောင်းပန်ရှာပါတယ်။မင်းသားဟာမေတော်ကိုတနာပေမဲ့လည်းမိမိရဲ့အဋ္ဌထံကိုအပြတ်မခံစိတ်နေမြဲနေပါတယ်။အဲ့လိုနေရမှ6ရက်မြောက်တဲ့အခါမှာမင်းကြီးဟာယထာထိန်ကိုခေါ်ပါတယ်။ယထာထိန်လာတဲ့အခါမှာသားတော်တီမိမင်းသားကိုမင်္ဂလာယထာဖြင့်အနောက်တကားမှထုတ်၍တုတ်တန်၌မြုပ်နှံလောဟုအမိန့်ပေးပါတယ်။9ရက်စီးမြောက်တဲ့နောက်တစ်နေ့ကိုရောက်တဲ့အခါမှာယထာထိန်ဟာတီမိမင်းသားကိုပွေယူပြီးယထာဘော်တို့တင်ပါတယ်။မိဖုရားကြီးဟာရင်ဘတ်စီတီငိုကြွေးလျက်နန်းရင်ပြင်၌လဲလျက်ကြံ့ရိပ်ခဲ့ရှာပါတယ်။တောအုပ်တစ်ခုကိုရောက်တဲ့အခါမှာယထာထိန်ဟာတုတ်တန်လို့ထင်တဲ့အတွက်ကြောင့်ဤနေရာတွင်မြုပ်နှံမည်ဟုယထာကိုရက်ပါတယ်။မင်းသားကို၌ဝတ်ဆင်ထားတဲ့အဝတ်အစားတွေကိုချိုးပြီးမနီးမဝေးမှတွင်တူပါတယ်။အဲ့ဒီအချိန်မှာမင်းသားဟာအဝတ်တန်စာတွေကိုပြန်လဲဝတ်ဆင်လိုက်ပါတယ်။အနှဲငယ်စမ်းသပ်ပြီးလမ်းလျှောက်ကြည့်ပါတယ်။အဲ့ဒီနောက်ယထာထိန်အနီကိုချင်းကပ်ပြီးညီသူခိုင်း၍ဤတွင်းကိုတူးနေသည်နီဤတွင်းဖြင့်ဘာလို့မြည်နည်းဟုမေးပါတယ်။ယထာထိန်ဟာမော့မကြည့်ပဲတွင်းတူးမြဲတူးနေရကငါတို့အရှင်ရဲ့သားဟာစွန့်အားနားပင်းနေတဲ့အတွက်ကြောင့်မြေ၌မြုပ်နှံတက်ရန်စေခိုင်းတဲ့အတွက်ကြောင့်တူးနေခြင်းဖြစ်ပါတယ်လို့ပြန်ပြောပါတယ်။အဲ့ဒီခါမင်းသားကအဆွေယထာထိန်ငါသည်စွန့်အားနားပင်းသူမဟုတ်ဘူး။သင်သည်ငါကိုမြေမြုပ်ပါကမတရားသောအမှုကိုပြုရာရောက်လိမ့်မည်ဟုဆိုပါတယ်။မင်းသားရဲ့စကားကိုကြားတဲ့အခါမှာယထာထိန်ဟာတွင်တူရာကနေပြီးမော့ကြည့်ပြီးရဲ့အခါမှာအံ့ဩသင့်သွားပါတယ်။သင်မိသူနီငါကအခြားသူမဟုတ်ပါဘူး။ကာတိကရမင်းကြီးရဲ့သားတော်ဖြစ်ပါတယ်။သင်ဟာငါခမဲတော်မင်းကြီးကိုအမိပြုပြီးအသက်မွေးသူဖြစ်ရင်မိမိကျေးဇူးရှင်ရဲ့သားဖြစ်သောငါကိုတတ်တဲ့အတွက်ကြောင့်ကျေးဇူးရှင်ကိုပြစ်မှားရကြတော်မူ။ဤသို့ဆိုကတေမိမင်းသားဟာအဆွေခင်ပွန်းကိုမပြစ်မှားတဲ့ကြောင့်ကျေးဇူးရှင်ကိုမပြစ်မှားတဲ့ကြောင့်မတရားမှုကိုမပြုတဲ့ကြောင့်ဆုံးမပြောဆိုလေပါတယ်။အဲ့ဒီအခါယထာထိန်ဟာတေမိမင်းသားကိုထိုင်ပြီးရှ िख ိုးပြီးရဲ့အခါမှာနန်းတော်ကိုပြန်လိုက်ဖို့အတွက်တောင်းပန်ပါတယ်။မင်းသားကလက်မခံပါဘူး။ခမဲတော်မေတော်နဲ့တကွတိုင်းသူပြည်သားတွေကငါ့ကိုဆွန့်လွတ်ပြီးဖြစ်ပါတယ်။ငါဟာဤရက်မှာပဲယတိယဟန်ပြု၍နေပါတော့မည်ဆိုပြီးညှင်းပယ်ပါတယ်။ယထာထိန်လည်းမင်းနဲ့မိဖုရားထံသွားပြီးအကြောင်းစုံကိုရှောက်တင်ပါတယ်။မင်းနဲ့မိဖုရားဟာအရန်ကိုဝမ်းမြောက်ကြတဲ့အတွက်ကြောင့်သားတော်ထံလိုက်ဖို့အတွက်ပြင်ဆင်ကြပါတယ်။အဲ့ဒီချိန်မှာတင်မီမင်းသားဟာယတိယဟန်ပြုပြီးကျောင်းသင်ခန်းမှာကမ္မထန်တရားကိုအားထုတ်လျက်နေပါတယ်။မကြမီမှာပဲခမဲတော်နဲ့မေတော်တို့ဟာချွေရန်သင်းပင်းနေတဲ့အတူရောက်လာကြပါတယ်။တရွက်ပြုတ်ကိုစားပြီးတရွက်ခင်းတဲ့အိယာမှာအိလျက်ရောင်ရဲကျဉ်နဲ့စွာဖြင့်တရားအားထုတ်နေတဲ့သားတော်ကိုတွေ့မြင်ရတဲ့အခါမှာဝမ်းသာဝမ်းနည်းဖြစ်မိကြပါတယ်။မင်းကြီးကသားတော်ဟာငယ်ရွယ်သေးပါတယ်။မင်းစည်းစိမ်ကိုခံစားပြီးနောင်ကြီးရင်တဲ့အခါကျမှသာတော်ထွက်ပြီးယတိယဟန်ပြုပါလို့ဆိုပါတယ်။တေမိမင်းသားကခမဲတော်သေခြင်းတရားဟူသည်အသက်အရွယ်ကြီးရင်မှသာတွေ့ကြုံရတာမဟုတ်ပါဘူး။ငယ်ငယ်ရွယ်ရွယ်နဲ့လည်းကြုံတွေ့ရပါတယ်ဆိုပြီးတရားဟောပါတယ်။တေမိမင်းသားရဲ့တရားကိုနားရတယ်။ခမဲတော်မေတော်နဲ့တကွအချွေရန်သင်းပင်းတွေဟာတရားကြကတေမိမင်းသားထံယတိယဟန်ပြုကြပါတယ်။ဇက်ပေါင်းတဲ့အခါမှာတေမိမင်းသားဟာကောရမမြတ်စွာဘုရားထိဖြူဆောင်တဲ့သမီးဟာဥပလဝင်ထေရီယထာထိန်ဟာအရှင်သာရိပုတ္တရာခမဲတော်နဲ့မေတော်ဟာတုတ်သောသနမင်းကြီးနဲ့မေတော်မာယာတို့အသီးသီးဖြစ်လာကြပါတယ်။ဤတေမိဇတ်တော်မှာကောရမဘုရားရှင်နေခမ်းမပါရမီနဲ့အဋိဋ္ဌံပါရမီတို့ကိုဖြည့်ဆည်းခဲ့ပုံကိုသိမြင်နိုင်ပါတယ်ရှင်။